မင်္ဂလာပါအခုရောက်ရှိတဲ့နေရာကတော့ဒီနေ့ဖျားချစ်တဲ့ဥလီလေးတို့မိသားစုရဲ့အိမ်တိသက်ချစ်စတော်ချီးမွမ်းပွဲဖြစ်တယ်လူတော်စီတယ်သူတို့အင်္ဂါတော်လှတယ်ဒါအပေါ်ဆုံးထလေးလွာကနဲ့မတ်တရပြီးတော့နှုတ်ကပတော်ဝင်ခါတာဖြစ်တယ်အဲ့တော့ဒီမိသားစုဟာဖျားအရန်ချစ်တဲ့မိသားစုဖြစ်တယ်ဖျားကိုချစ်တယ်လို့စကားတက်မဟုတ်ဘူးသူတို့ကဖျားရဲ့အမှုတော်မြတ်မှာအသင်းတော်လုံငါသာသနာလုံငါမှာများစိုက်ပျိုးတဲ့မိသားစုဖြစ်တယ်ဖျားကိုချစ်ချင်းရဲ့အသက်တွေကပေးကမ်းခြင်းချစ်ချင်းရဲ့တက်တွေကဆုတောင်းခြင်းချစ်ချင်းရဲ့တက်တွေကဟောပြောခြင်းဖြစ်တယ်အဲ့တော့တိပဲ38မှာစကားနဲ့မချစ်ဘဲနဲ့လက်တွေ့ချစ်ဖို့ပြောတယ်အဲ့တော့ဖျားကိုချစ်တဲ့မိသားစုဖြစ်တယ်အဲ့တော့ဆာလာ60ဆာလာ92အပိုင်ငယ်73 14မှာထာဝရဖျားအိမ်တော်၌စိုက်ပျိုးတော်သူတို့သည်ငါတို့ဖျားသခင်တတိုင်းတော်ဒုတ်တွင်ပွင့်လာကြလိမ့်မည်အသက်ကြီးသောကာလတွင်ပြီးအတီးတီး၍ကျွေဝပွင့်လာကြလိမ့်မယ်လို့ဆလာ92 73 14မှာတွေ့ရတယ်အဲ့တော့ဒီမိသားစုဟာဖျားရဲ့အိမ်တော်မှာများစိုက်ပျိုးတဲ့မိသားစုဖြစ်တယ်များစိုက်ပျိုးတဲ့မိသားစုဖြစ်တယ်သူတို့အိမ်ကတော်တော်လှတယ်သူတို့အိမ်ကတော်တော်လှတယ်အဲ့တော့စိုက်ပျိုးတော့ဘာဖြစ်လဲသူတို့အိမ်ကလှပတဲ့အပွင့်ပွင့်လာတယ်လှပတဲ့အပွင့်ပွင့်လာတယ်ဒါမြုပ်ဆောင်လားဖြစ်တယ်မြုပ်ဆောင်လားဖြစ်တယ်တော်တော်လမ်းမကြီးရဲ့ဘေးမှာဖြစ်တယ်ဘာဖြစ်လို့ဒီလိုမျိုးအင်မတာမှလှပတဲ့အိမ်တစ်လုံးဖျားမဆတယ်လေဆိုတော့အိမ်တော်မှာများစိုက်ပျိုးလို့ဖြစ်တယ်ဟာလေလုယာအိမ်တော်မှာများစိုက်ပျိုးတယ်အဲ့တော့ကျမ်းစာပြောတယ်ထာဝရဘုရားအိမ်တော်၌စိုက်ပျိုးတော်သူတို့ဒီငါတို့ဖျားခင်တတိုင်းတော်တို့တွေပွင့်လာကြလိမ့်မယ်လို့ပြောပါတယ်မိတ်ဆွေတို့အမှုတော်မြတ်မှာတင်စိုက်ပျိုးခြင်းဟာအလကားမဟုတ်တင်ရဲ့ဆုတောင်းခြင်းအလကားမဟုတ်တင်အစာဆောင်ပြီးတော့ပေးဆက်ခြင်းစိုက်ပျိုးခြင်းပေးကမ်းခြင်းနဲ့စိုက်ပျိုးခြင်းဟောပြောခြင်းနဲ့စိုက်ပျိုးခြင်းအားလုံးဟာအချင်းတိုင်းအပွင့်ပွင့်မှာဖြစ်တယ်မိတ်ဆွေဘာစိုက်တယ်လဲ2024မှာတင်စိုက်ခဲ့တယ်2025မှာတင်အပွင့်ပွင့်တာဖြစ်တယ်2025စိုက်ပျိုးရင်2026ဟာတင်အပွင့်ပွင့်တဲ့နေ့ဖြစ်မယ်ဟာလေလုယာအသက်ကြီးလေအတီးတီးလေအသက်ကြီးလေအတီးတီးလေအသက်ကြီးလေကြွယ်ဝပြည့်စုံမှာဖြစ်တယ်တချို့လူကြီးတွေကစိုးရင်တယ်ငါတို့အသက်ကြီးရင်ပစီပစားလည်းများတယ်ဆိုတော့ကလေးတွေငါတို့ချစ်ပါမလားကြည့်ရှုနိုင်ပါမလားငါလည်းကြီးများတဲ့လူဆိုတော့ကလေးတွေကငါ့ကိုကြည့်ရှုချင်မလားဘိုးဘွားရိတ်တာများပို့မလားစိုးရင်နေကြတယ်ဒါပေမဲ့ဆိုတော့မစိုးရင်နဲ့ဖခင်ကတိတော်ရှိတယ်အသက်ကြီးသောအခါအတီးတီး၍အသက်ကြီးတဲ့အခါတီးတီး၍ကျွေဝဆင်းလာကြလိမ့်မယ်ဆလာ103မှာဘာတွေ့ရလဲပိုက်ငယ်9မှာအသက်ကြီးသောအခါကောင်းသောအရာနဲ့ရောင်းရဲစင်မယ်လို့ပြောပါတယ်ဒီနေ့ဒီမှာရှိတဲ့သူတို့ရဲ့ဖခင်ကြီးကအသက်ကြီးလဲကောင်းကြီးရလဲအသက်ကြီးလဲကောင်းသောအရာနဲ့ရောင်းရဲလဲဘာဖြစ်လို့လဲအိမ်တော်မှာစိုက်ပျိုးတဲ့မိသားစုဖြစ်တယ်အဲ့တော့ဒီနေ့မိတ်ဆွေတို့အားပေးခြင်းပါတယ်တင်အပွင့်ပွင့်ခြင်းသလားအတီးမြောင်းမြတ်စွာတီးခြင်းသလားအိမ်တော်မှာများစိုက်ပျိုးပါအိမ်တော်မှာများစိုက်အမှုတော်မြတ်မှာများစိုက်ပျိုးပါအလကားမဟုတ်ဘူးလကားမဟုတ်ဒီနေ့ကျွန်တော်တို့အသင်းတော်မှာရည်သွင်းသူ့ပေးတယ်မိသားစု transformer တော်၎င်းဖះเจ้าဆောက်တဲ့နေရာမှာတော်၎င်းအဆောက်တဲ့နေရာတိုင်းမှာပါဝင်တဲ့မိသားစုဖြစ်တယ်အချိန်တာတော့သူတို့အင်ကိုဖះအပွင့်ပွင့်စေတာပဲအောဘွေရအပွင့်ပွင့်သွားပြီဖြစ်တယ်ဒီအပွင့်ကိုလာပြီးတော့ခြေစွတော်ချီးမွမ်းကြတာဖြစ်တာပေါ့ဖះရဲ့လက်တော်ဖះလှပချုံလာပြီးတော့ရည်သွဲချီးမွမ်းကြတာဖြစ်တယ်မိတ်ဆွေတို့လည်းဖះရဲ့အမှုတော်နဲ့ပတ်သက်မနှမျောနဲ့အချောင်းမပြနဲ့ဖះရဲ့အမှုတော်များအတန်နိုင်ဆုံးစိုက်ပျိုးပါအချိန်တိုင်းအပွင့်ပွင့်မှာဖြစ်တယ်ရောက်စီတိုင်းဖះကောင်းကြည့်ပေးပါစေ